မန္တလေးတိပြားပြန်လေးမှာ ဒေါ်တန်းတန်း ဟောတန်းတန်းအဒီပမာနေရလဲဗျ ဟိုဒီအခုတော့ဒီမှာပဲနေတယ် အာဟာအဒီပဲစာတိတယ်ဗျ ဟိုကလေကျွန်တော်ညဉ့်ညံဘက်က အော်မင်းချင်မယ်ဟောဒီနားရောက်ဘယ်တော့ကြာပြီလဲ ကြာပြီရဒီနားလေး အော်ဟုတ်ဒီဘိပတ်မင်းကြီးမနေရလား ဟုတ်တယ်ဒီအနည်းတော့ပဲတွားလိုက်လာလိုက် အဒီကလက်မရှိရအောင်နော် ဒီကောင်လေးအောင်မယ် ရှက်တော့ပြကြည့်လို့ရလားဗျမိမဒီတော့ 没事，我出来吧了。 ဟုတ်ဟုတ် တစ်ဖက်နဲ့ချို့ ဟုတ်ကဲ့ပါဟုတ်ရပါတယ်အဒီတာသမီရောရှိလားဗျ ရှိနေကြတာလည်း တာသမီရ တာလည်း2ယောက်ပဲရှိ ဟုတ်တာသမီရဒီမှာပဲလား ဒီမှာတူနေစေ ဟုတ်အတူတူနေကြနော်ဘာလို့လုပ်တယ်လဲ ဒီဝါနဲ့လုပ်တယ် ဝါလုပ်နေကြနော်ဟုတ် တယောက်ကတော့ဈေးရောင်းဝယ်နေလုပ်တယ်လက်ကလေးနဲ့ပေါ့ ဟုတ်ကဲ့ပါဟုတ်ဝါလုံးတော့အဆင်ပြေပါဗျ ဝါလောက်ကတော့ဒီတိုင်းမှာခုတော့မလုံးနိုင်တော့လေရေမောဝါလုံးရင်မသက်ဖြစ်တာဆိုတော့ ဝါလုံးနဲ့ထိပါ ဟုတ်တယ်ဝါလုံးနဲ့ထိသွားတယ် ခေါင်းရင်းကဘလို့ထိပါလဲဗျ ဟိုလေညောင်လေးစူတာစီချိုရှိတော့လိုက်စား ဩ ဒီ အဲ့ မျိုး ဒါဖြစ်ပလိုက်ရအောင်ဟုတ်ကဲ့ပါဗျကျေးဇူးတော်ပါ